သင်ကတင့် product ထုတ်ကုန်တွေကို promote လုပ်ဖို့အတွက် production team တွေကိုရှာဖွေနေတဲ့ client တူလားဒါမှမဟုတ်ကိုယ့်ရဲ့ music video တွေကိုရိုက်ချင်တယ်ဘယ်ဟာစလို့စမှမသိဘူးဖြစ်နေတယ်ဆိုတော့ artist တူလားအဲ့ဒါဆိုလို့ရှိရင်တော့ဒီ video ကတင့်တက်ပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ HSC ဖြစ်ပါတယ်ကျွန်တော်ကတော့ပြည်တွင်းပြည်ပ music video commercial နဲ့ရုပ်ရှင် project တွေမှာအတွေ့အကြုံတက်တန်း9နှစ်ကျော်ရှိပြီဖြစ်တဲ့ producer တူပဲဖြစ်ပါတယ်ကျွန်တော်ကအရင်က client အနေနဲ့အလုပ်လုပ်တဲ့အခါမှာကြုံတွေ့ခဲ့ရဘူးတဲ့ error တွေပေါ်ကနေတဆင့်ပေါ့နော်နောက်ထပ်ပြီးတော့ client တွေအဲ့လိုမျိုးမကြုံတွေ့ရအောင်ကြိုတင်ပြီးတော့စောင့်ရန်ရှောင်ရန်လုပ်ထားတဲ့နေပေါ့နော်အချက်လက်တွေကိုဒီ video နဲ့တဆင့် client တွေအတွက်ပြပြပေးထားမှာဖြစ်ပါတယ်ဆိုတော့တင်က client တယောက်လည်းဖြစ်လာပြီဗီဒီယိုတစ်ပုတ်စရိုက်ဖို့လည်းလုံးဝ ready ဖြစ်ပြီဆိုလို့ရှိရင်ပထမဦးဆုံးအနေနဲ့ဘာလုပ်တင်လဲပေါ့နော်အကြံပေးချင်တာကတော့ပထမဦးဆုံးအနေနဲ့ကိုရိုက်ချင်တဲ့ theme ဒါမှမဟုတ် concept ကိုတိတိကျကျပြတ်သားဖြစ်အောင်လို့အရင်ဦးဆုံးဆုံးဖြတ်ချက်ကိုပါတတ်ကိုချတင်ပါတယ်ဒီနေရာမှာတော့ပေါ့နော်ကိုကအဲ့လိုမျိုးတွေမစင်စားတတ်ဘူးကိုက production team ဒါမှမဟုတ် director ကိုဒီအကြံဉာဏ်တွေအကုန်လုံးကိုပုံအပ်လိုက်မယ်ဆိုတဲ့သူတွေအတွက်ကတော့ကိစ္စမရှိပါဘူးအဲ့လိုမဟုတ်ဘဲနဲ့ပေါ့နော်ကိုက online ပေါ်ကနေဗီဒီယိုတစ်ပုဒ်ကိုတွေ့ထားတယ်အဲ့ဗီဒီယိုလေးကလည်းအရန်လာတယ်အရန်လဲကိုကကြိုက်တယ်ပေါ့နော်ဆိုတော့ဟဲငါနဲ့ရရင်လည်းဒီလိုမျိုးလှလှပပလေးထွက်မှာပဲဆိုတဲ့စိတ်နဲ့အဲ့ဒီ team ဒါမှမဟုတ် age writer နဲ့ကိုကအရင်ဦးဆုံးတွားရိုက်ဖို့တွေးလိုက်ပြီးဆိုကြတဲ့ကစပြီးပြဿနာတက်ပါပြီ why ဘာလို့လဲအဲ့လိုတွေးအောင်တွေးနိုင်ပါတယ်ကျွန်တော်နမူနာတစ်ခုနဲ့ရှင်းပြပါမယ်ကျွန်တော်တို့ကထမင်းစားခြင်းမျိုးဆိုပါစို့ထမင်းဆိုင်တစ်ဆိုင်ကိုရွေးတဲ့အခါမှာအရင်ဦးဆုံးပေါ့နော်ကိုဘာစားခြင်းလဲဆိုတာကိုစဉ်းစားကြတယ်ပြီးတော့မှအဲ့ဒီအစားအစာကောင်းတဲ့ဆိုင်ကိုရွေးပြီးတော့စားကြတယ်ပေါ့နော်ဆိုတော့ရိုက်ကူးရေးမှာလည်းအဲ့ဒီသဘောပါပဲအရင်ဦးဆုံးကိုဘလိုရိုက်ချင်တာလဲအဲ့လိုရိုက်ချင်တဲ့ပုံစံမျိုးပေါ်မူတည်ပြီးတော့မှအဲ့ပုံစံနဲ့အလိုက်ဖတ်ဆုံးဖြစ်မဲ့ director ဒါမှမဟုတ် production team ကိုရွေးချယ်တာကမှန်ကန်သောဆုံးဖြတ်ချက်တစ်ခုဖြစ်ပါလိမ့်မယ်ဆိုတော့ကိုကcommercial ရိုက်ချင်တာလား commercial မှာကြီးတောက်ရှင်းသွားချင်လားဒါမှမဟုတ် street style ပုံစံနဲ့ဟိုလျှောက်တာဒီလျှောက်တာပေါ့ပါလေးရိုက်ချင်တာလားကိုက choreography ပုံစံမျိုးနဲ့ရိုက်ချင်တာလားစသဖြင့် concept တစ်ခု theme တစ်ခုကိုစဉ်းစားပြီးမှအဲ့ဒီ theme တွေ concept တွေကိုအရင်ကရိုက်ဖူးလေးရှိတယ်ရိုက်လေးရိုက်ထားရှိတယ် director ဒါမှမဟုတ် production team ကိုလိုက်ရှာတင်ပါတယ်ပေါ့နော်အဲ့လိုလုပ်လို့မရဘူးလားကိုကြိုက်တဲ့လူနဲ့ကိုရိုက်လို့မရဘူးလားပြန်မေးနိုင်တယ်ပေါ့နော်ရပါတယ်ခုနနမူနာနဲ့ပြန်ပြီးတော့ရှင်းပြရမယ်ဆိုလို့ရှိရင်ပေါ့နော်ကိုကမာလာရှန်ကွန်ကိုမြန်မာဆိုင်မှာသွားစားမယ်မာလာရှန်ကွန်နဲ့တရုတ်ဆိုင်ကနေထွက်လာမယ်အရသာနဲ့ကိုကိုစိတ်ချနိုင်မှုပေးနိုင်မှာနဲ့ရတော့မတူဘူးပေါ့နော်ဆိုတော့ director ရဲ့ production team တွေမှာလည်းသူတို့ရဲ့အားတာတဲ့ theme တွေသူတို့ပို့ပြီးတော့ပိုင်နိုင်တဲ့ concept တွေ theme တွေဆိုတာအမြဲတမ်းရှိကြပါတယ်ဆိုတော့အဲ့လိုကိုနဲ့ like ပတ်တဲ့ director production team တွေကိုရွေးချယ်ခြင်းအပြင်ကိုရဲ့ဒီ final result ကိုပို့ပြီးတော့ကောင်းမွန်စေနိုင်ပါတယ်ပေါ့နော်ဟုတ်ပြီအဲ့လိုဆိုလို့ရှိရင်ကိုကပေါ့နော်ကိုရိုက်ချင်တဲ့ theme concept ကိုတော့တည်ပြီဒါပေမဲ့အဲ့ production team တွေ writer တွေမရွေးတတ်ဘူးဖြစ်နေရဘယ်လိုလုပ်မလဲအဲ့ဒါဆိုလို့ရှိရင်တော့ရှင်းပါတယ်ဒါမျိုးတွေကိုကူညီပေးနိုင်တဲ့ပတ်မှန်နိုင်ရှိရပေါ့နော် producer ဒါမှမဟုတ် agency တွေနဲ့လက်တွဲပြီးတော့လုပ်တင်ပါတယ်ဘာလို့လဲဆိုတော့ producer တွေ agency တွေကပေါ့နော် director ဘောင်းဆောင် production team မျိုးစုံနဲ့လောက်ပွေးရတဲ့ကြောင့်မို့လို့တင်လိုချင်တဲ့ပုံစံတင်လိုချင်တဲ့ concept ကဘယ်သူတွေနဲ့အလိုက်ဖတ်ဆုံးလဲဆိုတာကိုသူတို့ကတင်ကိုဆုံးဖြတ်ရွေးချယ်ပေးနိုင်မှာဖြစ်ပါတယ် okay director ရွေးချယ်ရပါပြီးသွားပြီနံပါတ်1ဘာဆက်လုပ်ကြမလဲနံပါတ်2ကတော့ကို့အနေနဲ့ပေါ့နော် budget စတွက်လို့ရပါပြီbudget တွက်တယ်ဆိုရတဲ့နေရာမှာပေါ့နော် client တွေကဘယ်လိုမျိုးမှားတတ်လဲဆိုလို့ရှိရင်ခုနလိုမျိုး production team တွေကိုစကားစပြောတဲ့အခါမှာကိုကဒီလိုပုံစံရိုက်ချင်တယ် budget ဘယ်လောက်ကျမလဲဆိုတဲ့မေးခွန်းမျိုးကိုသူတို့မေးတတ်ကြပါတယ်တစ်ဖက်မှာလည်းဒီလိုမေးခွန်းကိုမေးခင်အားချင်းအပြင် production team အကုန်လုံးပေါ့နော် production ရိုက်ကူရေးသမားတွေကဒီမေးခွန်းကိုပြန်ဖြေဖို့အတွက်ခက်ခဲလေးရှိကြပါတယ်ဘာလို့လဲဆိုတော့ project တိုင်းက budget ရှိရင်ရှိတယ်လို့အများကြီးချဲ့လုပ်လို့ရတယ်လို့ပေါ့နော် budget မရှိရင်မရှိတယ်လို့လည်းခြုံပြီးတော့လုပ်လို့ရတဲ့အနေအထားတစ်ခုမှရှိပါတယ်ဒါပေမဲ့ထွက်လာတဲ့ quality နဲ့ result ကတော့မတူဘူးပေါ့နော်ဆိုတော့ခုနပြောသလို production side ဘက်ကပြန်ကြည့်မယ်ဆိုလို့ရှိရင်လေ client ကသူလိုချင်တဲ့ဟာတွေအကုန်လုံးကို solid ဖြစ်အောင်လို့သူတို့ကလိုက်လုပ်ပေးရမယ်ဆိုလို့ရှိရင်သိကြတယ် production budget တခုကထွက်လာမယ်များနိုင်မယ်ပေါ့နော်အဲ့ကြလို့ရှိရင်လေကိုကပြောလိုက်လို့ရှိရင် budget အရန်ဟပြီးတော့ project ပြတ်သွားနိုင်တာလည်းဖြစ်နိုင်တယ်လို့အဲ့လိုမဟုတ်ဘဲနဲ့ပေါ့နော်အလုပ်တစ်ခုရအောင်ဆိုပြီးတော့ပေါ့ဘာပဲရိုက်မယ်ဆိုပြီးတော့ budget တစ်ခုကိုတောင်းလိုက်တယ်
ဖြစ်ချင်တော့ budget ကလည်းရော့နေတယ်အဲ့ဒါကိုထွက်လာတဲ့ result ကလည်းဒီ client ကစိတ်တိုင်းမကျဘူးဆိုတဲ့ပြဿနာမျိုးတွေလည်းဖြစ်ကောင်းဖြစ်လာနိုင်တယ်ပေါ့နော်ဆိုတော့ကိုက client ဖြစ်ပြီးဈေးစကားပြောပြီဆိုလို့ရှိရင်တော့အဖြစ်တင်ဆုံးကတော့ပေါ့နော်ကို့အနေနဲ့အရင်ဦးဆုံးတက်နိုင်နေပေါ့နော် budget range တစ်ခုကိုထားတင်ပါတယ်အဲ့ဒါမှစကားပြောတဲ့အခါမှာပေါ့နော်ကိုကတော့တောင်အမကတော့ဒီလိုမျိုး concept တင်လိုက်ချင်တယ် budget ကတော့မှလောက်ရှိရေပေါ့နော်အဲ့လိုပြောလိုက်လို့ရှိရင်လည်းနိုင်မဖြစ်နိုင်ဘူးဆိုတာကိုဆက်ပြီးတော့ဆွေးနွေးလို့ရမှာဖြစ်ပါတယ်ဒါပေမဲ့တခုရှိတာပေါ့နော်ကိုကဈေးစကားစပြောရတဲ့သူဆိုပြီးတော့မဖြစ်နိုင်တဲ့ဈေးမျိုးတော့မပြောတာကို recommend လုပ်ပါတယ်ဘာလို့လဲဆိုတော့ဘောနော်ကိုကဈေးအများကြီးရှော့ပြီးတော့ပြောလိုက်တယ်သူတို့ဘက်ကလည်း okay ဒီလောက်ဝယ်တနိုင်တော့ဒီလောက်တွင်းဝင်အောင်ရိုက်ပေးလို့ရတယ်ပေါ့နော်ဝင်အောင်ရိုက်ပေးမယ်ဒါပေမဲ့ထွက်လာတဲ့အခါမှာကိုလိုချင်တဲ့ quality နဲ့ကိုလိုချင်တဲ့ result နဲ့အရန်ကွာနေတဲ့အခါမျိုးဆိုရင်ဘယ်လိုဖြစ်တက်လဲဆိုရင်အဲ့ဗီဒီယိုတွေကသုံးလို့လည်းမရဘူးတင်လို့လည်းမရဘူးဒီတိုင်းတင်ထားပြီးတော့ပေါ့နော်ပြီးသွားမဲ့ product မျိုးတွေဖြစ်တတ်ပါတယ်အဲ့ကြလို့ရှိရင် 8% နဲ့အကုန်လုံးတကားဆုံးရှုံးနေပေါ့နော်ဆိုတော့ကိုကလည်းဈေးစကားစပြောမယ်ဆိုလို့ရှိရင်တော့ကိုလိုချင်တဲ့ quality ပေါ်မူတည်ပြီးတော့ပေါ့နော် budget တစ်ခုကိုမဖြစ်မနေပေးတင်ပါတယ်သုံးတင်ပါတယ်အဲ့လိုမဟုတ်ဘူးပေါ့ပါပါကိုက budget saving လုပ်ချင်နေဆိုလို့ရှိရင်လည်း idea တစ်ခု concept တစ်ခုကိုစဉ်းစားတဲ့အခါမှာအစကတည်းကပေါ့နော်အရင် heavy မဖြစ်တဲ့ပေါ့ပါဖြစ်တဲ့ idea မျိုးလေးကိုစဉ်းစားထားတင်ပါတယ် okay ဆိုတော့ budget အချမ်းမြင်ထွက်လာပြီဘာဆက်လုပ်ကြမလဲပေါ့နော်ဆိုတော့နံပါတ်3အနေနဲ့အချမ်းပေးချင်တာကတော့ကိုနဲ့ရိုက်မယ် production team ဒါမှမဟုတ် director ရဲ့နဲ့ဂျားထဲမှာပေါ့နော် vision board ဒါမှမဟုတ် mood book တစ်ခုကိုပေါ့နော်နှစ်ဦးနှစ်ဖက် confirm ယူထားတင်ပါတယ်ဘာလို့ဒီအဆင့်ကအရေးကြီးရတယ်လဲဆိုလို့ရှိရင်ပေါ့နော်အားလုံးလက်တည့်ရဲ့အတိုင်းရိုက်ကူးရေးလုပ်တဲ့အလုပ်ကဒီ creative ဘိုင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့အကုန်လုံးကစိတ်ကူးထဲမှာပဲဖန်တီးထားတဲ့ပုံရိပ်တွေဖြစ်တယ်ပေါ့နော်ခုနကပြောလို့ vision book story book mood book တွေမလုပ်ထားဘူးဆိုလို့ရှိရင်သူရဲ့ကိုရစကားပြောနေတော့ကြိုက်နေမယ်ကွာဟာဟုတ်တယ်ကိုလိုချင်တာလည်းဒါပဲဟုတ်တယ်မင်းပြောနေတာလည်းဒါပဲပါစက်ထဲမှာတော့တူနေလိမ့်မယ်ဒါပေမဲ့တကယ်တမ်းရိုက်လာတဲ့အခါမှာပေါ့နော်ကင်မရာ angle တွေအယူအဆတွေ mood တွေအကုန်လုံးကကွဲသွားနိုင်ပါတယ်အဲ့ကြရင်ပြဿနာဘယ်မှာတက်လဲဆိုလို့ရှိရင် post production လို့ခေါ်တဲ့ edit မှာပြဿနာဆက်တက်ပါပြီဆိုတော့ edit မှာကြာမှာစိတ်တိုင်းမကြဘူးဟိုကက်လည်းမဟုတ်ဘူးဒီကက်လည်းမဟုတ်ဘူးဟိုကလည်းမလုပ်ချင်ဘူးဒီကလည်းမလုပ်ချင်ဘူးဆိုပြီးတော့ revision တွေအချိန်ချင်းပြန်လုပ်ကြရင်းနေပေါ့နော်အဲ့ချိန်မှာပြဿနာအကြီးကြီးတက်နိုင်ပါတယ်အဲ့ဒါကြောင့်မို့လို့ခုနပြောသလိုပေါ့နော်ရိုက်ကူးရေးတစ်ခုကိုမလုပ်ခင်မှာ vision book story book ဒါမှမဟုတ်လို့ရှိရင် mood book ရှိသမျှအကုန်လုံးကိုစာရွက်တစ်ခုပေါ်မှာဒီ PDF ပေါ်မှာပေါ့နော်အကုန်လုံးချပြီးတော့နှစ်ဖက်လုံး confirm ဖြစ်ပြီးဒီတိုင်းပဲ clear ဖြစ်ပြီးဆိုတဲ့အဆင့်ကိုရအောင်အရင်ဦးဆုံးသွားတင်ပါတယ်ဒါလေးကတော့နောက်ဆုံးချက်ပဲဖြစ်ပါတယ်ဒီချက်ကတော့ကျွန်တော်က production member တဦးအနေနဲ့ပေါ့နော်ဒီကြည့်နေတဲ့ client တွေကို request လုပ်ချင်တဲ့အချက်ကလေးပဲဖြစ်ပါတယ်ဒီချက်ကတော့ကျွန်တော်တို့အချိန်လေးပေးပါလို့ဒီချက်ကတော့ကျွန်တော်ကတော့အကုန်လုံးကိုပေါ့နော် client အကုန်လုံးကိုအချိန်တောင်းချင်တဲ့အချက်ကလေးပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ပေါ့နော်ကျွန်တော်တို့ဒီ production ဖွဲ့သားတွေက creation ဘိုင်းမှာနေမဟုတ်ဘူး management ဘိုင်းမှာပါတွဲပြီးတော့လုပ်လို့ရတာမို့လို့ပေါ့နော်ကျွန်တော်တို့အတွက် pre production လို့ခေါ်တဲ့ကြိုတင်ပြီးတော့လုပ်လို့ရတဲ့အချိန်ရှိမယ်ဆိုလို့ရှိရင်ပေါ့နော်အချိန်ရှိလေကျွန်တော်တို့မှာ creative ပို့ပြီးတော့စဉ်းစားတင်ရှိလေပို့ပြီးတော့ management ကိုတိတိကျကျလုပ်နိုင်လေငွေအင်အားကိုလူအင်အားကိုနောက်ဆုံးထွက်လာတဲ့ result မှာပါပေါ့နော်ပို့ပြီးတော့ဒီကောင်းမွန်တဲ့ result တစ်ခုကိုရနိုင်မှာဖြစ်ပါတယ်လို့အဲ့လိုမဟုတ်ဘဲနဲ့ပေါ့နော်အနာနီးမှာ project တစ်ခုကိုအပ်လိုက်မယ်ဆိုလို့ရှင်ကျွန်တော်တို့ကဘာလုပ်ရလဲဆိုတော့ကျွန်တော်တို့ဒီပုံမှန်ပေါ့နော်လုံနေကြမဟုတ်တဲ့အဆင့်တွေကိုကျွန်တော်တို့ကြော်ပြီးတော့လုပ်ရအောင်မှာ1 2 3လို့လုပ်ရဆိုလို့ရှိရင်တစ်ကနေ3ကိုခုံရမယ်ဆိုတော့အဲ့လိုခုံရတဲ့အခါမျိုးတွေမှာပေါ့နော်ကျွန်တော်တို့ဟိုလူဝင်အားတွေပို့ပြီးတော့သုံးရနိုင်တယ်ပြီးတော့ decision တွေမြန်ချရမယ်ပေါ့နော်ဆိုတော့ creative ဘိုင်းမှာလည်းအချိန်မရှိတော့ဘူးမြန်လုပ်ရတယ်အဲ့တော့လူဝင်အားတွေပို့သုံးရတော့လေ budget တွေပို့ပြီးတော့သုံးရတယ်အဲ့မှာအချိန်တွေပို့ကုန်ငွေတွေပို့ကုန်ပြီးတော့စိတ်တွေပို့ပြီးတော့ပြင်ပန်းရတယ်ပြီးတော့ဒီရိုက်ကူးရေးအဖွဲ့သားတွေဆိုတာလည်းအများကြီးတွဲပြီးတော့လှုပ်လှုပ်ရတဲ့အတွက်ကြောင့်မို့လို့အဖွဲ့တစ်ခုချင်းစီ department တစ်ခုချင်းစီအဆင့်တစ်ခုချင်းစီကအချင်းချင်းမိခိုနေရတာဖြစ်တယ်ပေါ့နော်ဆိုတော့တနေ့ရမှာလွဲချော်သွားတာနဲ့ဒီ client တွေမျှော်လင့်ထားတယ်ပေါ့နော်နောက်ဆုံး result ကိုရဖို့အတွက်ပို့ပြီးတော့ဝေးကွာသွားနေတာဖြစ်တယ်ပြီးတော့ပေါ့နော်ကျွန်တော်တို့ဒီရိုက်ကူးရဲ့ဖွဲ့သားရေးဆိုတော့လေတယောက်တည်းလောက်ရတာမဟုတ်ဘဲနဲ့အစုအပေါင်းအသင်းအဖွဲ့နဲ့လောက်ရတဲ့တခြားမို့လို့ပေါ့နော်အစင်တစင် department တစ်ခုတနည်းရမှာလွဲချော်သွားပြီဆိုတာနဲ့ပေါ့နော်ဒီ step တွေအကုန်လုံးကလိုက်ပြီးတော့လွဲသွားတာဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်တော့ဘာဖြစ်လဲဆိုရင်နောက်ဆုံးမှာပေါ့နော် client တွေမျှော်လင့်ထားတဲ့ဒီ final result ကပို့ပြီးတော့မကောင်းတာပဲဖြစ်လာနိုင်တယ်ပေါ့နော်အဲဒါကြောင့်မလို့ဒီနောက်ဆုံးနေတဲ့ request တွေကကျွန်တော်တို့အချိန်လေးတစ်ခုကြိုတင်ပေးပြီးတော့မှ project ကို upload အတွက်ကျွန်တော်တို့ request လုပ်ချင်တာပဲဖြစ်ပါတယ်
ဆိုတော့ဒီဗီဒီယိုလေးကိုပြန်ပြီးတော့ recap ပြောရမယ်ဆိုလို့ရှိရင်တော့ဒီ client အနေနဲ့ပေါ့နော် production တစ်ခုကိုအပ်တော့မယ်ဆိုလို့ရှိရင်နံပါတ်1ကျွန်တော်တို့ကိုအချိန်လေးတစ်ခုကြိုတင်ပေးပြီးတော့ project ကိုအပ်စီချင်ပါတယ်ပေါ့နော်အပ်ပေးပါပြီးတော့နံပါတ်2အနေနဲ့ကပေါ့နော်ဒီ client ဒီဘက်ကအရင်ဦးဆုံးတိကျသေးကြတယ်သွားချင်တဲ့ vision တစ်ခုကိုယူလာခဲ့လို့ရှိရင်တော့ကျွန်တော်တို့အနေနဲ့လွတ်ရတာပို့ပြီးတော့ပြောရှင်းပါတယ်နံပါတ်3အနေနဲ့ကတော့ပေါ့နော်ကျွန်တော်တို့ယုံကြည်ပေးပါဒီလူကိုလည်းအပ်ပြီးသွားပြီဒီလူကိုလည်းစိတ်ချလွတ်လာလုပ်ပြီးဆိုလို့ရှိရင်တစ်ဖက်ကဒီ production team တွေသူတို့ဆုံးဖြတ်ချက်ကိုဒီ respect တစ်ခုအနေနဲ့ပေါ့နော်ယုံကြည်ပေးပါဆိုတော့အခုလိုမျိုးအဆင့်ဆင့်လုပ်ချင်းအဖြစ်လဲ happy client တယောက်ဖြစ်လာမယ်ဒီဘက်က production team တစ်ခုလုံးကလည်းပေါ့နော်ဒီရိုက်ကူးရမလုပ်ခင်မှာရိုက်ကူးလုပ်တဲ့အချိန်မှာရောပေါ့နော်ပျော်ရွှင်နေရလို့ရှိရင် creative ဘိုင်းမှာလည်းလုပ်တယ်အများကြီးဖြစ်ပါတယ်ပြီးတော့ editing ဘိုင်းမှာလည်းပို့ပြီးတော့smooth ဖြစ်သွားတဲ့အတွက်ကြောင့်မလို့အချိန်တိုအတွင်းမှာပဲလိုချင်တဲ့ cut တွေကိုအမြန်ဆုံးလုပ်နိုင်မှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အခုလိုမျိုး decoration နဲ့ပတ်သက်ပြီးတော့ပေါ့နော် tips and trick လေးလေ့လာခြင်းနေဆိုလို့ရှိရင်တော့ချစ်စုရဲ့ဒီ YouTube channel နဲ့ TikTok လေးကို like subscribe နဲ့ follow လုပ်ထားပေးဖို့အားလုံးကို request လုပ်ချင်ပါတယ်အားလုံးမတတာ